လမ်းပေါ်မှာငါဝက်ဖြူစင်ကြယ်တွေနဲ့ထွက်တောင်းနေတာတွေ့တိုင်းငါကြည့်သူလည်းတလန်းလုံးတွေ့လာတာသူတို့ကပတ်စံတောင်းတဲ့အလုပ်ပဲတက်ဒီရင်တွေကိုစီကန်းရှိအောင်မရက်တဲ့နေရာမှာမရက်အောင်နော်ခီးတယ်စောင့်တာအစားမစောင့်တဲ့နေရာမှာမစောင့်အောင်သူတို့စီကန်းထိန်းသိမ်းရေးလုပ်အောင်သူတို့လုပ်ဒါပေမဲ့အဲ့နေရာမှာသူတို့မရှိဘူးပတ်စံတောင်းတဲ့နေရာမှာဂျောင်ကလေးမှာကတနာဖို့တော့ကောင်းတယ်တစ်ပင်ရိတ်ကလေးမှာကဘုန်းကြီးကတွေ့ရင်သူကတားပြီးသားလက်ကလေးပြန်ကျသွားတယ်အဲ့နာ2 သိန်းလောက်လွတ်သွားတယ်တကယ်တောင်စားကိုင်းအဲ့တော့ပြန်ကြည့်လိုက်ရင်ဘာလဲဆိုတော့သီလသမာဓိပညာပေါ်ကိုတိဆောက်ဖို့မကြိုးစားကြမကြိုးစားရင်ငြိမ်းချမ်းမှုဆိုတာရမလားချမ်းသာမှုရောရမလားအဲ့တော့ခုနနင်တို့ဖြေလိုက်တဲ့အဖြေနိုင်ငံကြီးကအထက်ရောက်နေလားအောက်ရောက်နေလားအဲ့ဒါဂုံယူစရာလားဟင်ချမ်း